ခင်မုန်းဖြစ်သူဟာသူ့ရဲ့သတို့သမီးအစ်စ်လေးအရန်ပိန်လုံးနေတာကြောင့်ကျမ်းမာရေးထိခိုက်မှာကိုစိုးရိမ်နေခဲ့ပါတယ်။ဒါကြောင့်သူဟာဇနီးတဲ့ရဲ့ထမင်းပကံထဲကိုအသားတွေအပြည့်ဖြစ်တဲ့အထိရောက်ရှောက်ထည့်ပေးနေခဲ့တာပါ။ဒီလိုပြူးဆိုင်မှုမျိုးကြောင့်မိန်းကလေးဟာမျက်ရည်တောင်ဝဲလာခဲ့ပြီးမိသားစုရဲ့နှွေးထွေးမှုကိုချက်ချင်းခံစားလိုက်ရပါတယ်။ခင်မုန်းဖြစ်သူကလည်းမင်းတလအတွင်းမှာကိုလေးချိန်10ပေါင်တက်လာအောင်လုပ်ရမယ်လို့ဂရုတစိုက်နဲ့ပြောခဲ့ပါတယ်။မိန်းကလေးဟာထမင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့အကုန်စားလိုက်ပြီးလေတောင်တက်သွားပါသေးတယ်။အဲ့ဒီနောက်အဖွားဖြစ်သူကသူမကိုအိမ်နှက်လိုက်ပြဖို့ပြင်ဆင်ပြီးအခုကစပြီးမင်းကဒီအိမ်ရဲ့အိမ်ရှင်မပဲလို့ပြောလိုက်ပါတယ်။မိန်းကလေးနဲ့အဖွားတို့ပြောနေတာကိုမြင်တော့ခင်မုန်းဖြစ်သူရဲ့ရင်ထဲမှာလည်းကျေးဇူးတင်လို့မဆုံးဖြစ်နေခဲ့ပါတယ်။အိမ်အကူမျိုးသမီးကလည်းဒီမျိုးသားဟာပထမဆုံးအကြိမ်ဖြစ်တကယ်ကိုပျော်ရွှင်နေတာကိုသတိထားမိသွားပါတယ်။အမျိုးသားကလည်းအိမ်အကူကိုချက်ချင်းအမိန့်ပေးလိုက်တယ်။အခုကစပြီးသူမကိုငါ့ကိုလေးစားတယ်လို့မျိုးပဲဆက်ဆံပါတယ်။ညဘက်ရောက်တော့အဖွားဖြစ်သူဟာဇနီးမောင်နှံနှစ်ဦးကြားပို့ပြီးရင်းနှီးသွားအောင်ကြံစီပါတော့တယ်။သူမဟာမိန်းကလေးကိုအမျိုးသားရဲ့အခန်းတကားရှိအထိတမင်ခေါ်လာခဲ့ပါတယ်။ပြီးတော့သူမနေမကောင်းဘူးလို့ဟန်ဆောင်ကအိမ်အကူကိုတွဲခိုင်းပြီးအခန်းရှိကနေထွက်သွားခဲ့ပါတယ်။မိန်းကလေးဟာတခြားရွေးချယ်စရာမရှိပဲအခန်းထဲကိုတယောက်တည်းဝင်သွားခဲ့ရပါတယ်။မမျှော်လင့်ပဲခင်မုန်းဖြစ်သူဟာရေချိုးပြီးကာစဖြစ်နေပြီးသူမရှိမှရုတ်တရက်ပေါ်လာခဲ့ပါတယ်။မိန်းကလေးဟာရှက်ပြီးမျက်လုံးတွေကိုချက်ချင်းအုပ်လိုက်ပါတော့တယ်။သူမဟာအခန်းထဲကနေပြန်ထွက်ဖို့ကြိုးစားပေမဲ့ခင်မုန်းဖြစ်သူကသူမကိုရင်ခွင်ထဲဆွဲသွင်းလိုက်ပါတယ်။မိန်းကလေးဟာခင်မုန်းဖြစ်သူကိုတောင်းပန်ပြီးအခန်းတကားကိုဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့ဘယ်လောက်ပဲကြိုးစားတကားကပွင့်မလာခဲ့ပါဘူး။တကယ်တော့အဖွားဖြစ်သူကတကားကိုအပြင်ကနေတောက်ခတ်သွားခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ဇလန်းအသစ်တွေထပ်မံတင်ဆက်ပေးသွားမှာမို့အကောင့်လေးကို follow နှိပ်ပြီး comment မှာတစ်ခုခုရေးခဲ့ပေးပါအောင်နော်ကြည့်ယူပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်။